အားလုံးပဲမင်္ဂလာပါစာဖို့ဘင်္ဂလီ channel မှာကြိုဆိုပါရစေတော်တော်ချစ်တဲ့အားလုံးခင်ဗျာမင်္ဂလာပါပရိသတ်ကြီးတို့ရေဒီနေ့မှာတော့အားလုံးလေးစားချစ်ခင်ရတဲ့အမှုပညာရှင်ဖြစ်တဲ့အဆိုတော်ဇောပိုင်နဲ့မိမိနေမင်းဝင်းတို့ရဲ့ယာတနာလေးသားလေးရွှေပိုင်ကျောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အသက်14နှစ်ရွယ်လေးနဲ့တင်စာတော်လိမ္မာတိတက်ပြီးလူကြီးလူကောင်းဆန်တဲ့စကားပြောဟန်ပန်လေးတွေနဲ့ပရိသတ်တွေရဲ့အချစ်ကိုသိမ့်ပိုက်ထားတဲ့ရွှေပိုင်ကျောင်းကိုအခုပဲလေးလာကြည့်လိုက်ရအောင်နော်ရွှေပိုင်လေးဟာသူ့ရဲ့14နှစ်ပြည့်မွေးနေ့မှာရွှေတီကုံဖျားကိုတွားရောက်ဖူးမြော်ပြီးရွှေတင်ကန်းကက်လူတာဖျားစာအုပ်နဲ့ပန်းတွေလူဒန်းတာစတဲ့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ခဲ့ပါတယ်ဒီရွယ်လေးနဲ့တင်ကုသိုလ်စိတ်ထက်သန်ပြီးဘာသာရေးကိုင်းဆိုင်တဲ့စိတ်ထားလေးကတကယ်ကိုချီးကျူးစရာပါပဲသူ့ရဲ့မွေးနေ့ခံစားချက်ကိုမေးမြန်းခဲ့တဲ့အခါမှာလဲအသက်ကြီးလာတော့ကိုလှုပ်ချင်တာတွေကိုပိုပြီးလှုပ်ဆောင်နိုင်တော့မယ်လို့ရင်းချက်တဲ့အဖြေစကားလေးကိုပြောခဲ့ပါတယ်ဒီစကားလေးကတောင်သူ့ရဲ့အနာဂတ်အပေါ်ထားရှိတဲ့အမြင်နဲ့ရည်မှန်းချက်တွေကိုအတိုင်းအတာတစ်ခုအထိမြင်သာစေပါတယ်နော်ဒီထက်ပိုပြီးအန်တာချီကျူးဖို့ကောင်းတာကတော့သူ့ရဲ့မိဘပေါ်ထားရှိတဲ့မေတ္တာနဲ့တည်တတ်မှုပါပဲမွေးနေ့လက်ဆောင်ဖြစ်ဘာလို့ခြင်းလဲလို့မေးမြန်းခဲ့ရမှာရွှေပိုင်လေးကဖေဖေနဲ့မေမေကတားတားရဲ့မွေးနေ့လက်ဆောင်ပါဆိုပြီးချစ်စရာကောင်းပြီးတည်တက်လိမ့်မာတဲ့စကားလေးကိုပြောခဲ့တာပါမင်းနဲ့ဖေဖေကတသားရဲ့ present ပါခင်ဗျာဒီစကားလေးတစ်ခုကတည်းမိဘတိုင်းရဲ့ရင်ကိုကြည်နူးစေခဲ့မှာတေချာပါတယ်ဒါအပြင်ရွှေပိုင်လေးဟာမနက်တိုင်းဖျားရှိခိုးပြီးတာနဲ့မိဘနှစ်ပါးကိုအမြဲကန်တော့လေးရှိတယ်လို့လည်းသိရပါတယ်ဒီလိုမျိုးနေ့စဉ်လှုပ်ဆောင်နေတဲ့အလေးကလေးတွေကသူ့ရဲ့လိမ္မာတိမ်မွေးတဲ့စိတ်နေစိတ်ထားကိုပိုပြီးပေါ်လွင်စေပါတယ်ပညာရေးဘက်မှာလည်းရွှေပိုင်လေးကထူးချွန်သူတစ်ယောက်ပါလက်ရှိ grade 8မှာတက်ရောက်နေပြီးကျောင်းစာတွေကိုလည်းစူးစမ်းလှုပ်ဆောင်နေပါတယ်သူ့ရဲ့ဝါသနာကတော့စာဖတ်ခြင်းဖြစ်ပြီးမွေးနေ့လက်ဆောင်ဖြစ်တောင်ဖတ်ချင်တဲ့စာအုပ်တွေကိုပဲတောင်းဆိုတတ်တယ်လို့သိရပါတယ်ဒီလိုစာဖတ်ဝါသနာပါတဲ့အတွက်လည်းသူ့ရဲ့ဗဟုသုတကြွယ်ဝမှုနဲ့စကားပြောဆိုရမှာတိမ်မွေးမှုတွေကအန်တစရာမဟုတ်ပါဘူးနော်ဒါအပြင်အားကစားကိုလည်းစိတ်ပါဝင်စားစွာလှုပ်ဆောင်လေးရှိပါတယ်တိမ်မွေးလိမ္မာပြီးစာတော်တဲ့သားလေးရွှေပိုင်ဟာသူ့ကိုချစ်ခင်အားပေးကြတဲ့ပရိသတ်တွေကိုလည်းလွမ်းဆူကြောင်းပြောကြားခဲ့ပြီးချစ်တဲ့သူအားလုံးကျမ်းမာချမ်းသာကြပါစေလို့ဆုတောင်းမေတ္တာပို့တပေးခဲ့ပါသေးတယ်ဒီနေ့တော့သားလေးရွှေပိုင်ကျောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဒီလိုလိမ္မာတိမ်မွေ့ပြီးစာတော်တဲ့ရွှေပိုင်လေးရဲ့ဘဝခရီးလမ်းမှာအောင်မြင်မှုတွေနဲ့ပြည့်စုံပြီးမြန်မာနိုင်ငံအတွက်အားထားရတဲ့တားကောင်းရတနာလေးဖြစ်ဆက်လက်တောက်ပနိုင်ပါစေလို့ဆုတောင်းပေးရင်ဒီဗီဒီယိုလေးကိုဒီမှာပဲရပ်နားပါရစေနောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေကိုလည်းအမြဲတင်ဆက်ပေးသွားမှာမို့ကျွန်တော်တို့ channel ကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်တစ်ပတ်ပြန်ဆောင်ကြမယ်နော်နိုင်သွားပြီဗျာမိမိခံစားချက်လေးတွေရေးပို့ချင်တာဖြစ်ဖြစ်သတင်းဝီသတင်းထူးလေးတွေပေးပို့ချင်တာဖြစ်ဖြစ်စာပို့ပြီးကလေးကိုပေးပို့နိုင်ပါတယ်